Hello မင်္ဂလာပါသေးလေးတို့ရေဒီနေ့တော့မင်ကချက်ပေါင်ရက်နဲ့မြစ်ကိုအရန်စာကောင်းပြီးထားခံတဲ့နီးလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစုံနေလိုက်ပါကြည့်ရှုပေးဖို့မြတ်တာရက်ခမှာတယ်နော်ချက်ပေါင်ကြော်တဲ့နေရာမှာချက်ပေါင်ရက်ကိုနေလမ်းပြီးကြော်တဲ့နီးကိုအသုံးမပြုဘဲနဲ့ရာသီမျိုးကြော်စားလို့ရအောင်စားနဲ့နယ်ပြီးကြော်တဲ့နီးလေးကိုမမေကတော့အသုံးပြုထားပါတယ်ချက်ပေါင်ကြော်တဲ့နေရာမှာသုံးပြုထားတဲ့မြစ်ကိုလည်းရေနွေးနဲ့နာပြုတ်ထားပါမယ်နော်တဲလေးတို့ချမောင်ကြော်တဲ့တဲ့ကိုထည့်တဲ့ငရုတ်သီးစိမ်းကိုလည်းအကြီးတွေကိုမမေကတော့အသုံးမပြုပါဘူးအကြီးတွေသုံးပြုတဲ့အခါမှာချမောင်ကြော်ကတိုးတတ်ပါတယ်မှုတ်လိုက်တတ်ပါတယ်နော်တဲလေးတို့ချမောင်ကြော်ကိုစကြော်ပြီဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းမြစ်ကလေးတွေကိုနွမ်းအောင်အရင်ကြော်ရမှာဖြစ်ပါတယ်မြစ်ကလေးတွေနွမ်းပြီဆိုလို့ရှိရင်ငရုတ်သီးစိမ်းလေးကိုထည့်ပြီးတော့မြစ်နဲ့ငရုတ်သီးစိမ်းကိုအရင်ချအောင်ကြော်ရမှာဖြစ်ပါတယ်နော်တဲလေးတို့ချက်မောင်ကြော်ကချက်မောင်ကြော်ကြော်တဲ့နေရာမှာမြစ်နဲ့ငရုတ်သီးစိမ်းမချောက်ပဲနဲ့ချက်မောင်ရွက်တွေထည့်လိုက်တဲ့အခါမှာချက်မောင်ကြော်ကစားမကောင်းတဲ့အပြင်ရေရှည်လည်းထားမခန့်ပါဘူးဒါကြောင့်မလို့မမေကတော့ချက်မောင်ကြော်တဲ့နေရာမှာငရုတ်သီးစိမ်းနဲ့မြစ်ကလေးတွေကိုအရင်ချအောင်ကြော်ပါတယ်နော်အရင်ချောက်သွားပြီဆိုရင်ရှိတဲ့ချက်မောင်ရက်ကလေးတွေကိုထည့်ရတာလေးတွေထည့်ပြီးတော့မှကြော်ရမှာဖြစ်ပါတယ်နော်တဲလေးတို့ဒါကမမေတို့အရန်စကောင်းပြီးတော့ရေရှည်ထားခံတဲ့ချက်မောင်ကြော်နီးလေးလည်းဖြစ်ပါတယ်မမေတို့ငငယ်အားဆိုမမေတို့မမေကကြောင်းတက်လို့ရှိရင်အဲ့လိုမျိုးလေးပဲကြော်ပြီးထည့်ပေးလိုက်တာကိုတတိယတော့မမေကကိုသားသမီးလေးတွေနဲ့ကိုအသေးလေးတွေကိုစားစီခြင်းလို့เนาะဒီပုံနဲ့ကနေပြီးတော့မျှဝေလိုက်တာဖြစ်ပါတယ်တဲလေးတို့ရေတဲလေးတို့လည်းအခုလိုပုံစံမျိုးလေးကိုကြော်စားကြည့်ကြနော်အရန်စားကောင်းပြီးတော့မိသားစုအရန်ကြိုက်မဲ့ချမောင်ကြော်လေးတွေရမှာဖြစ်ပါတယ်တဲလေးတို့ရေ